ကဲအားလုံးပဲကျွန်တော်ခီးစဉ်နောက်တစ်ခါပြန်တွေ့ပါမယ်ကျွန်တော်ပြောခဲ့တိုင်းပဲကျွန်တော်အခုတူကီသွားမှာဖြစ်ပါတယ်တူကီသွားမှာအခုရန်ကုန်နေရှိနေ airport ရောက်ပြီကျွန်တော်ဘန်ကောက်မှာ10နာရီနားမယ်ကျွန်တော်ထိုင်းမှာလည်းပတ်လို့ရတယ်ပေါ့နော်ချိန်ရှိသေးတယ်ထိုင်းမှာကျွန်တော်ပတ်မယ်ပတ်ပြီးရကျွန်တော်တူကီသွားပါမယ်ကျွန်တော်တို့လိုက်ခဲ့ပါဦး immigration ဖြစ်ပြီးသွားပြီပေါ့နော်ကျွန်တော်အခုတော့နေမြောင်ဆောင်နေရတော့ပဲအချိန်ကိုရောက်ပါပြီကျွန်တော်တို့ခဏနေ17နာရီလောက်ကြာရတော့ထိုင်းလန်ကိုသွားမှာပါအဲ့တော့ပဲကျွန်တော်တို့လိုက်ခဲ့ပါဦးလို့ကျွန်တော်ထိုင်းမှာလည်းမြန်မာနိုင်ငံနေထိုင်းရောက်တော့တယ်ထွက်တော့မယ်ပေါ့နော်17နာရီလောက်ထွက်မယ်လို့ကျွန်တော်ကြားပါတယ်ကျွန်တော်လေးမြေပေါ်ရောက်ရင်ချက်တော့ပြဲပြီးတော့နေကျွန်တော်တို့ဆုံးဒီလိုက်ကြည့်ပြီပေါ့အခုတော့လေးမြေပေါ်တက်ပြီရောလို့လေးမြေပေါ်တက်ပြီလေးမြေပေါ်တက်ပြီbusiness class iya tu lah cuma iya tu lah belum iya tu lah itu iya apa iya mana mata aku suai ya oh ya luta mana luta အေးတက်တယ်မပါလေမရှိဘူးပါလေဒီမှာလေဒီလိုလက်ရတယ်အေးဆွဲတော့မပါဒါပဲလေဘုမော်လေးကိုမင်းရတယ်ဟုတ်ပြီပါဟောပါက Sandika Shen. Hello. Welcome board. What's your name? Sandika. Served with Thai milk tea bun, which is a very popular. Would you care for any drinks? Apple juice. Apple juice. hey 47 oh now Ami cái này Windows C à luôn Má đồ đông nhau về Thái Lan cho, ôm mẹ lên đây Thái Lan, má đi về Thái Lan cho. Mà lên Windows C Thai mà. Tao mẹ lên mà Thái Lan nào. Su Mình lúc mình nhà cũng đi Thái Lan cho. Hạ luôn mình nhiên này tuổi. Ê mà cho nó giao vì lê miền bò lê miền bò ya lê miền sao bây giờ máu đi chắc là Tao mẹ này là bố làm nhà này, anh là cái gì? mà lê miền sao thôi này bà lấy tui lấy show lại bà lấy tui lấy show lại bà wow chết lê miền lê bà lê show lê này bà chết lê miền này nó có bia Tabi
Savannah Bumi Airport မှာပါကျွန်တော်ထိုင်းမှာနားမဲ့အချိန်ကတော့10နာရီကြာသေးပါတယ်ကျွန်တော် Central Village တို့ဘာလို့သွားပါပဲ အဲ့တွေ့ကျွန်တော်ပြီးပါ သွားမှာပဲကျွန်တော်တို့လိုက်ကြည့်ပါဦးလို့ထွက်နေပြီလည်းမဲ့လူကတော့တိတ်ချက်နေတယ် ရပါတယ်လူကတော့ဒီချက်လူကတော့ပါတော့ပါမယ် ကြည့်လူတယောက်ပိုးပါတယ်ကြည့်နေတော့ကျွန်တော်နည်းနည်းပါဖြစ် ครับสวัสดีครับ Thank you for the service ထိုင်းမှာ10နိုင်နားမယ်ဒါပြီးရေသူကြည့်သွားမယ်ပေါ့နော်နေခဲ့ပါ ဟုတ်ကဲ့ အားလုံးပဲခိုင်းရောက်တာဗျာစီကံမရှိဘူးနောက်ပိုင်းလိုက်ကြော်လိုက်တိုက်ပြီးလိုက်လူတိုက်လိုက်ကြော်အားလုံးလည်းမစီကံလည်းမရှိအဲ့လူတရားထိုင်းနိုင်အဲ့ဒီရိုက်ပြီးပါအားလုံးပဲကျွန်တော်တို့ မတင်ပါဘူးဘယ်တော့သွားမှာမကန် ဒီ နေ မှာ ပါ လည်း လား ပြပြီးပြီကျွန်တော်ဒီမှာတာစီတမနဲ့ Central Village တို့ဘာလို့ဆိုလက်တော့ပါအမကားငါရတာမာတော့ sorry မဟုတ်ပါကျွန်တော်ကားငါရ Central Village ပဲပတ်မှာပါ10နိုင်ချင်းရတယ်အေးစိပဲတို့တော့ဒီနေ့ဖြုတ်ပြီးမှပဲတူရီကီမှာတော့ဖြုတ်တော့မှာဖြစ်ပါတယ်အားလုံးပဲကျွန်တော်လည်းဒီလို live ဖြုတ်ထားပါဦးလို့ဖြုတ်ကြီးတို့ကဲအခုတော့ကျွန်တော်တို့အားလုံးမကြီးကျွန်တော်ရောက်ပါအားလုံးကလည်း Central Village တို့ကတော့တပ်ဖြုတ်မယ်မင်းလည်းမစားသေးဘူး3ရက်နေပဲသွားစားမယ်ကျွန်တော်လည်းဒီလိုက်စားပါဦးကျွန်တော်လည်းဒီနေ့တော့လိုက်စားပါဦးကျွန်တော်ပြောတယ်မခေါ်လို့ပါကျွန်တော်တို့ကားငားတဲ့ကားတော့ကြော်ရခဲ့ပြီပေါ့နော်အခုတော့ကျွန်တော်ပြရမင်းဆိုင်သွားမလားသမင်းစားပြီးသွားမှရမှာသွားမလား Central Village သွားမလားကျွန်တော်လည်းသိချင်တယ်မင်းတိုင်ပဲရင်သွားမယ်လို့ထင်ပါတယ်အဲ့တော့ကျွန်တော်တို့လိုက်ခဲ့ပါကျွန်တော်တို့သမင်းကပိတ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီကယ်တာကိုသွားရတယ်ဒီမှာ7-11တွေ့ရတယ်ကျွန်တော်တို့အဲ့ရနေပြီးတော့ဝယ်စားလိုက်ပါ ကြိုက်တယ်ငါဟင်းလေးနဲ့ ကျွန်တော်တို့လိုက်ရပါအေးလိုက်ခဲ့မယ်လို့ဆေးဆိုင်လာ အ လို့ စင်း လား နိုင်ဘူးပဲ ပြောင်းဆွနဲနဲမှာပါ မရှိအောင်ဆေးရောလိုက်တော့ဖြစ်တာဘယ်ဒီရှိရတော့ဘာလဲရောင်းလိုက်ဒီ22သိန်း23သိန်းလောက်ပဲ အမြဲစားနေတဲ့အားလေးတို့ကျွန်တော်ပြပါမယ်ဘာလာမသိမာကတော့ဘာသာရေးရောင်းတာဖြစ်ရှယ်စားလို့ခေါင်းတာလေရဲရဲစားတယ် အဲ့ဒါဒါဟလာပါတယ်ဒါပဲရှိတော့ ဒီမှာလည်းဟလာလေအောင်ညမောင်းလေ ဒါပဲတော့သမင်းကြော်ရွတ် ဟုတ်ပါဘူး အမေကြိုက်တဲ့ဟာကိုလိုက်ကြတဲ့ငါမရှိဘူး ကျွန်တော်ဖြော်ရည်ရိုင်းတော့ပြပါမယ်ဒီအရေကတော့တကနလုံးလုံးကြီးရမရှိတဲ့လို့တော့ဟိုပါပါပတီဟိုကပတီကော်ဖီလေးပါရပါဆေးရဒါကြီးကဆက်ချောက်ဆာသူဆိုင်နေတူပါလားPTT စီဇန်ရဲ့ဒါထမင်းတိုင်းလေးတွေ့ရတယ်ကျွန်တော်ဝင်ဆွဲမှာပါခုကတော့ငါတို့ရဲ့ငားရတဲ့ကားတွေကနေပြီးတော့နော်ကျွန်တော်ရဲ့ double phone လေး triple phone လေးကိုကျွန်တော်ထုတ်နေပါကိုပြီးတော့ကျွန်တော်
ဒါကလေးဝီးကနေပိတ်နေတာပြီပိတ်ပြီးတော့ဒေါ်လေးပါလေးချဝေးကိုလည်းကြည့်ရထမဲတိုင်လေးရောက်ဒါလေးပြပါလေကျွန်တော်တို့ဓမင်းစားပြီးပြီခု Central Village သွားမှာဖြစ်ပါတယ် Central Village မှာနည်းနည်းပါရှော်လေးပါလေးတောက်ပြီးရတာ Airport ပဲပြန်သွားမှာဖြစ်ပါတယ်ကျွန်တော်တို့လိုက်ရပါကျွန်တော်တို့ Central Village ကိုရောက်ပါကျွန်တော်ဒီကနေဝင်သွားမယ်ကျူးမားတွေအဲ့ဒီတဲ့ပဲဝင်ကြည့်ပါမယ်ခုတော့ကျွန်တော်တို့ toilet လေးပါသွားလိုက်ပါဦးမယ်ဖျားလေးပါလေးလည်းဝတ်ပြအောင်မယ်။အဲ့မှာပြီးရင်တော့ကျွန်တော်တို့ဆက်လိုက်ကြည့်ပါဦး။ဒီနေရာတော့ကျွန်တော်ပတ်နေတာဖြစ်ပါတယ်ပတ်။အဲဘာပတ်မယ်ဟိုကပတ်မယ်ဒီကပတ်မယ်နော်။ရအကောင်းဆုံးပဲမိုင်း။ဟောရပါ ဒါလည်းမဟုတ်အဲ့ယူလိုလေးပွင့်ပြီးတဲ့နော်ဟဲ့မိုင်းဟမ် ကောင်းကြပါလားမဆော်လို့ရပါမယ်မလာလို့ဆော်လို့ရတယ်အဲ့ပြားလေးလည်းပါအဲ့ပြားလေးလည်းလာဘူးမမရှိ ဒီကစားအော်ဒီဘလောက်ကိုလဲတောင်းအောင်ပဲ ဒီမှာနေတောင်း ဒီနေ့ကျရမယ်နဲ့ဘုံမှာဒီစစ်စစ်ပါပါကချာဆိုင်တော့ရှောင်းနေဖြစ်ပါလေကျွန်တော်ဒီကနေပဲ most of my shoes ကိုဒီကနေပဲကျွန်တော်ဝယ်တာပါဆိုင်ကောင်းပါလေတကယ်ကျွန်တော်တို့ကလေးတွေစောရရပါရှိပါတယ်ဘာနဲ့ဒီတကယ်ကောင်းပါကျွန်တော်ဝယ်တာ9နှစ်6နှစ်9နှစ်လောက်ရှိပါပြီဒါပေမဲ့တော့မပြတ်သေးပါဘူးအဲ့တော့ကျွန်တော်လေမြန်ခွင်းရောက်မှပဲကျွန်တော်လည်းရွေးတက်တယ်ဖန်လုံးနဲ့ပြန်တွေ့ကြပါမယ်လို့ကျွန်တော်တို့ live ဆက်ပြီးတော့အားပေးကြပါဦးကျွန်တော်တို့ 7-Eleven တစ်ခါပြန်လဲရောက်ရှိသွားခဲ့ပြီခင်ဗျာဘာဖြစ်လို့လဲဆိုတော့ညစာကိုကျွန်တော်တို့ကအဲ့လောက်စားတာမဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့ည7:00နာရီလေးနဲ့တက်ပါပါအဲ့ကျွန်တော်တို့ဒီမှာပဲ 7-Eleven နဲ့ဝင်ပြီးတော့နည်းနည်းပါဖြုတ်လိုက်တော့မယ်ခင်ဗျာလိုက်ကတော့အဲ့လောက်မစားသေးပေမဲ့စားမှာပါပဲကျွန်တော်ကြိုက်တဲ့ဟာလေးပါ ဒီမှာသမင်းနဲ့ငါးနဲ့ဒီမှာ အေးသူကြိုက်တယ်အဲ့ဒါလေးဝယ်ခဲ့လိုက်ဒါမဟုတ်ဘူးဒါလေးမဟုတ် ဟုတ်တယ်အဲ့ဒါဆိုလိုက်ကြိုက်တာ ဒါလည်းဟုတ်တယ် ဟိုဒီမှာလေးဟလာလေး ကဲကျွန်တော်အားလုံးလိုက်ပတ်ပြပေးပါပဲဒီကတော့ပျော်ရည်တန်းနေပါဒါပေမဲ့ဒီဟာတွေကိုတိုက်ပြီးတော့လူတွေကမတောက်ကြပါဘူးဒီမှာပါ this is what technology has been become ဒီကတော့ technology ရှိတဲ့လူတွေပဲလာတောက်တာပါ technology ကြည့်ရ
ဘယ်လိုတောက်လဲဆိုတော့ဒီကလေးနည်းနည်းထည့်တယ်ဒီကလေးနည်းနည်းထည့်တယ်ဒီကလေးနည်းနည်းထည့်တယ်ဒီကလေးနည်းနည်းထည့်ဒီကလေးနည်းနည်းထည့်အားလုံးထည့်ပြီးတော့ကျုံးတာဒီကတော့ရေခဲတက်တာလေးမထည့်တာပဲဖြစ်ပါတယ်အေးအောင်လို့တဲ့ဟိုမှာမအေးတာကြာဟိုမှာမအေးတာကြာဟုတ်ပြီဒီထဲမှာပါတယ်ဒီထဲမှာလေးအာလူကြော်တယ်ဟောဒီထဲမှာအာလူကြော်တယ်ဟုတ်ပြီဒီထဲမှာအာလူကြော်တယ်ဒီရှိမှပါတယ်ဒီရှိမှခေါက်ဆွဲတွေပါခေါက်ဆွဲတွေSunday coffee ဘာညာတရကနေစားကွက်စီအဲ့လေဒီထဲမှာပါတယ်လေပါမုတ်တွေနေစာကြီးမဟုတ်ပါဘူးနေကြစီတွေပြီးခဲ့ပါညာတရကနေပေါ့ဒီဘက်မှာပါတယ်လေပါတယ်လေဆိုတော့မသိဘူးပေါ့မောင်းနေပေါ့နော်ဘာကဆန်မစ္စတာအော်စတာကဆန်နောက်တစ်ခုမသွားခင်မှာချက်တော့ခံမှန်းပြီးပါဘာရှိလဲချက်တော့ခံမှန်း5 4 3 2 1စားရပါဒီကဘယ်လိုလဲဒီကမှာဘာရှိလဲချက်တော့ခံမှန်း5 4 3 2 1နောက်ကတော့ကွက်ပါဒီမှာတော့ရှင်ရဲမော်တွေရောင်းတာဖြစ်ပါတယ်စားခြင်းကျွန်တော်လမ်းမှာလိုက်ပါကျွန်တော်ဝယ်ပေးပါမယ်အမစိတ်ပူစရာမလိုပါကျွန်တော်ကြိုက်တဲ့ဟာဟုတ်လားမလားဟုတ်ပါစပနာဘူမီရောက်ရင်ကျဲပေးပါမယ်အားလုံးကြည်တာကိုမမေ့သွားပါနဲ့Oh sorry အားလုံးပဲကျွန်တော်စပနာဘူမီကိုရောက်ပါပြီဒီမှာပါကျွန်တော်ကားလေးကိုတော့ အခုကျွန်တော် Gate 7မှာကျွန်တော်အပ်လိုက်မယ် တွေ့တဲ့ gate ပြန်တော့ကျွန်တော်7-Eleven တို့ Daewoo တို့ Gate 1မှာပေါ့ Gate 1ရောက်ပြီ ပတ်ပြီးတော့ကျွန်တော်ဒီပါချာဝင်နေတော့နော် Okay 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 ပါလေကျွန်တော်ဝင်ပြီးသွားရင်အားလုံးတော့ အခုညာဘက်ဆုံးကြောမှာဘယ်လိုလုပ်မှာပေါ်တက်မှာ ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်လီမြန်ကစပနာဘူ ဘို့ဆိုရင်ညာဘက်မဟုတ်ကိုဘယ်ဘက်ကြောမှာကျွန်တော်ကမှဟိုပါပဲရှိသေးတယ် ဘယ်ဘက်တောင်လုံးကြောပါကို အများကြီးရတယ်အဲ့ကကျွန်တော်ဘလို့မှနေနေ အစောဥဘက်မှာအိမ်မယ်အဲ့ပြီးပြန်ထမယ်ထားပြီးမှကျွန်တော်သွားပါမယ်ကျွန်တော်တို့လိုက်ကြည့်ပါဦး